န်ကောက်မှာဝတ်စားတွေကိုတစ်ထည်9ဘတ်10ဘတ်ကစပြီးတော့ဝယ်လို့ရတဲ့အဟောင်းဈေးကတော့တလပထဝီကွန်းလို့တိကြတဲ့ပထဝီကွန်းဈေးပါဒီဈေးကဘန်ကောက်မှာဆိုရင်အကြီးဆုံးအဟောင်းဈေးဆိုပြီးတော့လည်းနာမည်ကြီးပါတယ်နာမည်ကြီးတဲ့အတိုင်းလဲဈေးုံပေါင်းများစွာမှာဆိုင်တွေအများကြီးဖွင့်ပြီးတော့ရောင်းတဲ့ဈေးတစ်ခုပါဗျဝတ်စားတွေတင်မဟုတ်ဘဲနဲ့လျှက်စစ်ပစ္စည်းတွေကွန်ပျူတာပစ္စည်းတွေနဲ့တခြားအိမ်သုံးပစ္စည်းတွေလူသုံးကုန်တွေအတော်များများဒီဈေးထဲမှာရပါတယ်အဝတ်အစားတွေကတော့တချို့အဝတ်အထည်တွေကိုတကယ်ပဲ9ဘတ်10ဘတ်ကစပြီးတော့ဝယ်လို့ရပါတယ် quality ပိုကောင်းတာတန့်တာတွေဆိုရင်တော့ကောင်းရင်ကောင်းသလောက်ဈေးပေးရပါတယ်ဗျဈေးကတော့နေတိုင်းဖွင့်ပါတယ်စနေတနင်္ဂနွေတွေဆိုရင်တော့ဈေးဆိုင်တွေလည်းစုံသလိုဈေးလာဝယ်တဲ့သူတွေလည်းအများများပါတယ်ဈေးနေရာကတော့ BTS MRT အစရှိတဲ့ရထားလိုင်းတွေမရောက်ပါဘူး Via Bus ကနေဈေးနာမည်ရိုက်ထည့်ပြီးတော့ကိုနေတဲ့နေရာကနေဘာကားစီးရမယ်ဆိုတာကိုကြည့်ပြီးသွားနိုင်ပါတယ်ဗျ